ဘဝမှာအကြီးမားဆုံးဝမ်းနည်းမှုဆိုတာဘာလဲတန်တေကပြောခဲ့တယ်စင်ရဲ့ဒုက္ခရောက်နေချိန်မှာပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုပြန်အမှတ်ရတာတဲ့ပိုကြီးမားတဲ့ဝမ်းနည်းမှုဆိုတာမရှိဘူးဟုတ်တယ်အချို့သောနာကျင်မှုတွေဟာပြစ္ဆုတ်ပံကလာတာမဟုတ်ဘူးအတိတ်ကလာတာဘဝကလေးလံလာတဲ့အခါစိတ်ကပျော်ရွှင်ခဲ့တဲ့နေ့ရက်တွေစီပြန်ရောက်သွားတတ်တယ်အတူတူရေမောခဲ့တာတွေငြိမ်းချမ်းခဲ့တာတွေကဘာကြီးကိုပြည့်စုံစေခဲ့တဲ့လူတွေတခါတလေအဲ့ဒီဝှညံတွေကလက်ရှိခံစားနေရတဲ့ဆင်းရဲဒုက္ခထက်တောင်ပိုနာကျင်ရတယ်ဆင်းရဲဒုက္ခတွေကနာကျင်ရပြီမဲ့အဲ့ဒီဆင်းရဲဒုက္ခကိုအမှတ်ရနေတဲ့ပျော်ရွှင်မှုနဲ့နှိုင်းယှဉ်လိုက်တဲ့အခါပိုပြီးထက်ရှာလာတယ်နှလုံးသားကဆုံးရှုံးမှုကိုဘာရီမရှိတော့ဘူးလဲဆိုတာနဲ့တိုင်းတာတာမဟုတ်ဘူးဘာရီတစ်ချိန်ကရှိခဲ့လဲဆိုတာနဲ့တိုင်းတာတာရင်းနှီးတဲ့သေးတပုံဓာတ်ပုံဟောင်းတပုံဒါမှမဟုတ်မိနေတဲ့နေရာတစ်ခုကရင်ထဲမှာမြုပ်နှံထားတယ်လို့ထင်ခဲ့တဲ့ခန်းစားချက်တွေကိုရုတ်တရက်ပြန်ဖွင့်ပေးနိုင်တယ်။ဒါပေမဲ့ဒီနာကျင်မှုထဲမှာနောက်ထပ်အမှန်တရားတစ်ခုပုံကွယ်နေတယ်။မှတ်ဉာဏ်တွေကနာကျင်စေတယ်ဆိုတာအဲ့ဒီအရာတွေကအရေးပါခဲ့လို့ပဲ။ကိုချစ်ခဲ့လို့ပျော်ရွှင်မှုကတကယ်ရှိခဲ့လို့အချိန်တွေကဖြတ်လို့မရတဲ့အမှတ်အသားတွေခြိုင်ခဲ့လို့ကိုတို့ဝမ်းနေကြတာ။ဒီအမှတ်ရခြင်းရဲ့နာကျင်မှုဟာဝမ်းနည်းမှုတစ်ခုတည်းမဟုတ်ဘူးကိုယ်ထဲမှာအဓိပ္ပာယ်ရှိတဲ့တစ်ခုခုတစ်ချိန်ကအသက်ရှင်ခဲ့တဲ့ဆိုတဲ့သက်သေပဲပျော်ရွှင်မှုနဲ့ရင်ကွဲနာကျင်မှုနှစ်ခုလုံးကိုမှိတ်ညံတစ်ခုထဲမှာသဲဆောင်ထားရတာဟာလူသားဖြစ်ရခြင်းရဲ့ထူးဆန်းတဲ့ဝန်ထုတ်ဝန်ပုံဖြစ်ကောင်းဖြစ်တယ်